ဘယ်သူတွေညင်းကျင်လဲထွက်ခဲ့လက်ရှိအချိန်မှာ United ကလိမှာအကောင်းဆုံးဘောလုံးကစားနေတဲ့အသင်းပဲအခုဒီခါမှာတော့ Ferdinand ရဲ့ဒီတစ်ပတ် podcast မှာပြောကြားခဲ့တဲ့ United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲရဲကြီးပြောရတယ်ဗျာလက်ရှိအချိန်မှာ United ကလိမှာအကောင်းဆုံးဘောလုံးကစားနေတဲ့အသင်းပဲဘယ်သူတွေညင်းကျင်လဲထွက်ခဲ့ကြဗျာလက်ရှိခြေစွမ်းရလက်နဲ့ကစားပုံအရကျွန်တော်တို့အသင်းနဲ့ရှင်နိုင်တဲ့အသင်းတိတ်မရှိပါဘူးစပါးရဲ့ပွဲကိုကြည့်လိုက်ဗျာငကိုးကိုမရှိဆိုတဲ့ရလက်ထက်ပို့ပါတယ်ဒါတကယ်ကိုနဗန်ကျင်းလိုက်တယ်လို့မျိုးပဲပြိုင်ဘက်ကိုအသားစီးရယူပြီးဖျက်ဆီးပစ်လိုက်တာအရင်တော့ကအသင်းကြီးတွေနဲ့တွေ့ရင်တုံနေတတ်တဲ့ United မဟုတ်တော့ဘူးကားရဲရောက်လာပြီးတော့အသင်းကိုဘာတွေပြောင်းလဲပစ်လိုက်လဲခင်ဗျားတို့သိကြလားရိုဘင်အမိုရင်တုန်းကအရန်ကိုကောင်းမှလုံးတယ်ကစားသမားတွေကိုသူကစားခြင်းတဲ့ပုံစံတွေကိုအတင်းထိုးထည့်တယ်နေရာအလွဲတွေတုံးတယ်ကားရဲကတော့ရိုးရှင်းတယ်မင်းတို့ကစားသမားကောင်းနေပဲသွားမင်းတို့အားသာချက်ရှိတဲ့နေရာမှာလွတ်လွတ်လပ်လပ်သာကစားကြဆိုပြီးလှုပ်ပေးလိုက်တာပဲမာတီနက်စ်ကိုကြည့်ပါဦးသူကခံစင်မှုဆိုပေမဲ့တကယ်ကွင်းလဲလူတယောက်လိုပဲပေးဖို့မှုတွေလုပ်နေတာမက်ဂွိုင်းယားရဲ့အားနည်းချက်ကိုမာတီနက်စ်ကဖုံးပေးတယ်မာတီနက်စ်ရဲ့အားနည်းချက်ကိုမက်ဂွိုင်းယားကဖုံးပေးတယ်ဒါကိုပဲအတွဲအဖက်လို့ကျွန်တော်တို့ခေါ်လို့ရပါတယ်ပြီးတော့ကက်စီမီရိုသူ့ကိုကုန်ပြီးခင်းနောက်ကျသွားပြီလို့ပြောခဲ့ကြတာမှတ်မိသေးတယ်မလားအခုကားရဲလက်ထက်မှာသူကစားနေတာကသူတို့တွေဆွဆွဲတယ်လို့မျိုးဘောလုံးကသူ့ကိုထားရိုက်ခဲ့တာမဟုတ်ဘူးသူကတော့ပြန်ပြီးတော့ထိမ့်ချုပ်နေတာအားလုံးအမြင်ပဲမဟုတ်လားကိုဘီမိုင်နုနဲ့တွဲပြီးတော့ကွင်းလယ်မှာဆက်ရန်တရားကြီးတစ်ခုလိုချုံးမွေနေပါပြီအခုလေးပွဲကစားလေးပွဲနိုင်ဒီတော့လူတွေကမေးကြတယ်ကားရက်ကိုအမြဲတမ်းနီးပြပေးသင့်ပြီလားတဲ့ကျွန်တော်မေးချင်တာဒီလိုခြေစွမ်းမျိုးဒီလိုနိုင်ပွဲမျိုးနဲ့ယာတီကုန်တိဆက်သွားမယ်ချန်ပီယံလိဝင်ခွင့်မှာရမယ်ဆိုရင်ခင်ဗျားတို့ဆိုရင်ရောသူ့ကိုနီးပြမခံပဲနေရဲပါမလားအဲ့ဒီအချိန်ကျရင်သူ့ကိုညှင်းဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ဖြစ်သွားပါလိမ့်မယ်အခုချိန်မှာတော့ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲပွဲတွေဆက်ကြည့်ကြပါအောင်ဆိုရဗျာခင်ဗျားတို့ရဲ့ Ferdinand အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ခံစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Orange School Channel လေးကို Like and Subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်။ဇုံတီနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။